ကွယ်လွန်ခဲ့တဲ့နေရာမှာတငယ်ချင်းကိုဝိညာဉ်ဝင်ပူပြီးတရားခံတွေကိုပြောပြဖို့ကြိုးစားခဲ့တဲ့အေယာဝတီမတနိုင်ငံလုံးရဲ့တနာကျင်လာမှုကိုရရှိနေတဲ့ဆယ်လီအေယာဝတီမကတရားခံတွေကိုကိုယ်တိုင်ဖော်ထုတ်ဖို့ကြိုးစားခဲ့ရှာပါတယ်။သူမကွယ်လွန်ခဲ့တဲ့နေရာမှာပဲတငယ်ချင်းတွေလာရောက်တဲ့အချိန်ဝင်ရောက်ပူးကပ်ပြီးတော့အခုလိုပြောဖို့လုပ်ခဲ့တာပါ။အေယာဝတီမကွယ်လွန်ခဲ့တဲ့ဖြစ်စဉ်ကတော့အားလုံးသိပြီးသားအတိုင်းအင်မတန်ဝမ်းနည်းသနာစရာကောင်းပါတယ်။ချစ်တဲ့ကောင်လေးနဲ့တွေ့ဖို့ညာကြီးအချိန်မတော်အပင်ကိုထွက်သွားခဲ့ပြီးချိန်ထားတဲ့နေရာမှာဘလောက်အထိဆိုးတဲ့အဖြစ်တွေကြုံတွေ့ခဲ့ရတယ်လဲဆိုတာတွေးမိုံနဲ့တင်ဝမ်းနည်းကြည့်ကွဲစီပါတယ်။ဒီအဖြစ်တွေကိုကိုယ်တိုင်ကြုံတွေ့ပြီးကွယ်လွန်သွားခဲ့ရတဲ့အေယာဝတီမလည်းအရန်ကိုကြောက်နေမှာပါ။ဒါကြောင့်သူ့ရဲ့ဝိညာဉ်လေးကကောင်းရဘုံဘဝကိုမကူးပြောင်းနိုင်သေးပဲအဖြစ်မှန်တွေနဲ့တရားခံကိုဖော်ထုတ်ဖို့အခုလိုကြုံစားလာခဲ့ရဖြစ်ပါတယ်။တငယ်ချင်းအားလုံးကလည်းအေယာဝတီမကိုအញ្ញမ်းချက်ကကြောင့်သူတို့ကိုလာပိုးပြီးတရားခံကိုပြောပြပါလို့ငိုယိုပြီးတောင်းပန်ခဲ့ကြပါတယ်။အားလုံးရဲ့တောင်းဆိုချက်တွေအရအကြမ်းအမြင်ဆီယာမတွေပါပူပေါင်းပြီးတော့ကွယ်လွန်ခဲ့တဲ့နေရာကိုတစ်ခေါက်ပြန်သွားခဲ့တာပါ။ဒီအခါမှာအေယာဝတီမရဲ့ဝိညာဉ်ကလည်းတငယ်ချင်းတယောက်ကိုအမှန်တကယ်ဝင်ပြီးပုတ်ကတ်ခဲ့ပါတယ်။အားလုံးကလည်းဝမ်းသာသွားပြီးတရားခံတွေကိုပြောပြဖို့အဖြစ်မှန်ဖော်ထုတ်ဖို့မေးမြန်းခဲ့ပေမဲ့အေယာဝတီမကဘလို့မှမပြောနိုင်ခဲ့ပါဘူး။သူ့ရဲ့ပါဇက်ကဖွင့်လို့မရပဲပိတ်ထားသလိုဖြစ်နေပြီးအကြိမ်ကြိမ်စူးစမ်းခဲ့ပေမဲ့စကားတန်ထွက်လို့မလာခဲ့ပါဘူး။အရန်ငိုယိုနေပြီးအရန်အေးတဲ့ပုံစံလဲပေါက်နေတာကြောင့်တငယ်ချင်းမိတ်ဆွေတွေပို့ပြီးတော့တနာခဲ့ရပါတယ်။အကြမ်းမြင်ဆရာမကကူညီပြီးပြောပြဖို့ခွင့်တောင်းခဲ့တာတောင်မှလုံးဝမရခဲ့ပါဘူး။ဒါကြောင့်တရားခံဘယ်နှယောက်လဲဆိုတာလက်လေးထောင်ပြီးတော့ပဲဖြစ်ဖြစ်ပြောပြဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းလက်လဲထောင်လို့မရသလိုဘာမှလုံးလို့မရပဲငိုနေရပါတယ်။အားလုံးကအတက်နိုင်ဆုံးစူးစမ်းခဲ့ကြပြီးမဲ့ဝင်ပူးပြီးတောင်ပြောလို့မရခဲ့တဲ့အေယာဝတီမရဲ့အဖြစ်ကပို့ပြီးတော့တနာစရာကောင်းနေပါတယ်။တချို့ကတော့ဒီလိုဝိညာဉ်ဝင်ပူးတဲ့အဖြစ်တွေကိုမယုံကြည်ကြပါဘူး။ကွယ်လွန်သူကိုအေးအေးဆေးဆေးမနေခိုင်းပဲအပိုးလေးရှောက်ပြီးလုံနေတယ်လို့တချို့ကထင်ကြပါတယ်။ဒါပေမဲ့ဒီလိုကိစ္စတွေဆိုတာကကိုယ်တိုင်မကြုံဘူးရင်ယုံကြည်ဖို့ခက်ခဲနိုင်ပါတယ်။အခုလေဝမ်းနည်းပူဆွေးနေတဲ့တငယ်ချင်းတွေကတမင်တကာဟန်ဆောင်ပြီးအတင်းရှင်နေတာလုံးဝမဖြစ်နိုင်ပါဘူး။အေယာဝတီမကတငယ်ချင်းကိုဝိညာဉ်နဲ့ဝင်ပူးပြီးပြောဖို့ကြိုးစားခဲ့တာသိကြပါတယ်။ဒါပေမဲ့ဘာဖြစ်လို့စကားတန်ထွက်မလာပဲနှုတ်ပိတ်နေရတာလဲဆိုတာကတော့အံ့ဩစရာကောင်းနေပါတယ်။တစ်ဖက်ကတရားခံတွေကဘယ်လိုလုပ်ရက်တွေနဲ့တားဆီးထားသလဲဆိုတာတော်တော်လေးစဉ်းစားစရာကောင်းနေတာပါ။အခုဆိုရင်အေယာဝတီမရဲ့နာရီအခမ်းအနားကိုကျင်းပပြုလုပ်နေပြီးလာမယ့်24ရက်နေ့မှာတင်ကြိုသွားတော့မှာမလို့ဒီမတိုင်ခင်မှာတရားခံတွေကိုဖမ်းမိဖို့အားလုံးကစူးစမ်းနေကြပါတယ်။အဖြစ်မှန်တွေကိုဖော်ထုတ်ပြီးတရားခံတွေကိုအဖြစ်ပေးနိုင်မှသာတနှောင်းစရာကွယ်လွန်ခဲ့ရတဲ့အေယာဝတီမရဲ့ဝိညာဉ်လဲအေးအေးချမ်းချမ်းထွက်ခွာသွားနိုင်မှာပါ။ပရိသတ်ကြီးတို့အနေနဲ့တော့အခုလိုဝိညာဉ်ဝင်ပူးတဲ့အဖြစ်တွေကိုယုံကြည်ကြလား။ဘာကြောင့်များဝိညာဉ်ကဝင်ပူးပြီးတရားခံကိုမပြောနိုင်ပဲနှုတ်ပိတ်နေရတာလဲဆိုတဲ့အကြောင်းရင်းကိုတော့ပရိသတ်ကြီးတို့သိရင်မျှဝေပြောပြခဲ့ကြပါအောင်နော်။